အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကြည့်နေတဲ့သူကကိုယ့်ရဲ့နေ့စဉ်သုံးပစ္စည်းတွေကိုကိုနီးစပ်ရာဆိုင်နေ7-11နေ့မှာဝယ်သုံးနေတော့လားမသိဘူးเนาะကိုယ့်ရဲ့နေ့စဉ်သုံးပစ္စည်းတွေကိုဝယ်သုံးတယ်ဟလာကိုယ့်ရဲ့နီးစပ်ရာဆိုင်နေမှာပတ်စံလည်းပြန်မရဘူးဟလာစီးပွားရေးလည်းလုပ်လို့မရဘူးဒါဆိုလို့စင်တော့ဒီဗီဒီယိုဖိုင်လေးကိုဆုံးအောင်ကြည့်လိုက်တော့เนาะဒါဆိုလို့ရှိရင်ကိုယ့်ရဲ့နေ့စဉ်သုံးပစ္စည်းလေးတွေကိုဝယ်သုံးရင်းနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ခွင့်တွေပေးထားတယ်ဟလာတလားဘတ်တတောင်းနဲ့တိန်းနဲ့ချီအောင်ကြိုးစားလုပ်လို့ရတယ်ဆိုတော့ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ခွင့်ရှိမယ်ဆိုရင်စိတ်ဝင်စားလားဒီလုပ်ကြောင်းဒီစီးပွားရေးအကြောင်းကို Telegram AC Restart ဆိုတဲ့ group မှာအသေးစိတ်လေ့လာလို့ရတယ်เนาะဒါတွေမကလေးကိုလက်ရှိမှာဆိုလို့ရှိရင်တရားဝင်၈နိုင်ငံဖွင့်လှစ်ပြီးတော့ရုံးခွဲပေါင်း30ကျော်အထိတရားဝင်ဖွင့်လှစ်ပေးထားတယ်နိုင်ငံတကာနဲ့ရှင်းပြီးတော့မှနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့မှကိုယ်ပိုင် website နဲ့စီးပွားရေးလုပ်ခွင့်ရမယ်ဆိုလို့ရှိရင်အရန်တည်းမှာမိုက်နေရောပဲဒါဆိုရင်အသေးစိတ်ဒီအလုပ်ကြောင်းကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ Telegram AC Restart Group မှာလေ့လာလို့ရတယ်เนาะစိတ်ဝင်ကြမှာအသေးစိတ်မေးလို့ရတယ်เนาะ